ငယ်ချင်းမင်းပါဖြစ်လားမင်းမျက်နှာမကောင်းဘူး ဒီကွာငါဖြစ်နေတာဖြစ်လို့စဉ်းစားနေဘယ်လိုလုပ်ရမလဲငါဖြစ်နေတာလည်းပြုခဲ့ မင်းဖြစ်ချင်တာငါသိရကွာငါကိုလိုခင်ဗျားရဲ့ငါရဲ့ driver တယောက်ရှိရယ် ။ဘယ်လိုပြောရလဲ တကယ်ပြောပါဟဲ့အောင် ။သွားမယ်လေ သွားမယ်လားမင်းမိတ်ဆက်ပေးမယ်တူ ။ Okay စင်ပြေနော်မနော်ဟုတ်ဟောဒီအေးခိုင်းနော် တကယ်ချင်းငါပြောတယ်ငါအကိုအတီ driver ပဲကွာ ။ဟိုဒီကတော့ဝမ်းတာပါလေပေါ့ တွေ့ရဝမ်းသာတယ် ။တော့နေပဲဆွဲပါဗျ။တော့လိုရင်ဟိုကတော့ကို အခုဒါကျွန်တော်တငယ်ချင်းဆိုရဲဗျသူတရုပ်ဆောင်အရန်ယူတွတ်တာဗျအခုလိုအပ်တဲ့နေရာရှင်သူ့နည်းနည်းတော့ထုတ်ခေါ်တုံးပေးအောင်လေ ဟောတွေ့ရဝမ်းသာပါတယ် တော့ဖြစ်တယ် မလက်မြန်ကိုတို့ရိုက်ကွင်းတစ်ခုရှိရဲ့ညီလေးကဒေးစိတ်ဝင်လာရဆိုရင်တော့ကိုတခြားတော့စမ်းတော့ကြည့်မယ်နော် ။ဟုတ်ကဲ့ပါ အဲ့လိုဒီလက်ဖန်သူ့ကိုခေါ်ကြတယ်ကိုတို့ရိုက်ကွင်းနော် ဟော အဲ့လိုလက်ဖန်ကြတော့ကိုတို့စုံနော်နော် ။ဟုတ်ကဲ့ပါ။ ငွေတာတော့ကွာ ဒီကွာအဲ့ဒီတည်း လက်ဖန်စုံမယ်ဆိုရင်နော် အဲ့တော့ငါမနေ့ပြန်ဆုံးရမယ်ကွာ ။ Okay The next day. မင်းတို့ခဏရိုက်မှရေးကြည့်ရနော်အကုန်လုံးပြင်တာလိုပါလေးမရှိအောင်နော်ဟုတ်ငါဒီဟာလေးပြီးတက်နေရအေးနေမယ်ဒိုင်တော့ရမယ်ရိုက်မယ်ဆိုမှမပြီးသေးဘူးရေးနေရအော်ညီတို့ခဏနေမတိုင်းရခိုင် ။ရောက်ပြီကိုကြီး။တော့ရောက်ပြီဗျ။ အဲ့ဒီခါထိုင်အောင်နော် ဟုတ်ကဲ့ဗျ အခုဒီမှာ producer အမစောင့်နေတာ ။ဟုတ်ကဲ့ ပြီးတော့ညီလေးနဲ့တွေ့တော့ဆောင်မယ်ကိုမင်းသမီးလေးခေါ်ထားကြည့်နော်ခဏစောင့်နော် ဟုတ်ကဲ့ပါလေ ဒါမင်းတို့ရောက်မမယ်နော်ဒီတခြားကြည့်တခြားချင်းရေးကြည့်ရငါ producer အမကိုယ်တိုင်လာကြည့်ကြမှာနော်ခဏရိုက်ဝင်ရရပြင်လာတော့မင်းတို့အနေနဲ့လွယ်နေရဟောနော်တခြားလေးလို့မောင်လေး ဟောအမဒီရအကိုတော့တော့ပါဒါပရိုဂျူဆာမထိုင်မအောင်နော် အော်မင်းသားမင်းသမီးတွေရောမရောက်သေးဘူးကြာ မဟောမင်းသမီးကလာနေပြီတဲ့မှာလမ်းမှာဒါတော့ဟုတ်ဒီဇလမ်းမရမှာမင်းလား ။ဟုတ် ဒီလာပါဒီကောင် ရ မင်းသားလာလား တော့အမပေးတဲ့ဘတ်ဂျက်လေးတော့အမဒီမင်းသားပဲရပါဘောအမတော့စီနီယာရိုက်ချက်တာပါနော် ဒီပါ စီနီယာမမ ဒီပါတောင်းကြည့်ရကျိုးစားတော့မောင်လေး ဟုတ်ကဲ့ပါအမအမမင်းသမီးကဖုန်းဆက်တယ်သူလာနေလမ်းမှာအမခဏတော့ကြာအောင်ပါအမအဲ့တော့ကျွန်တော်တို့ဒါကင်မရာဝိုင်လဲ ready ပဲဆိုတော့အမကျွန်တော်ဒီမင်းသားတယောက်ထိုက်ကတ်လေးရိုက်ထားတယ် အောင်မလေးအဲ့တော့လည်းအမလည်းသူတရုပ်ဆောင်တာလေးကိုကြည့်လို့ရတာပေါ့ခါလေးကြည့်သွားလိုက်မယ်ရိုက်လိုက်လေနော် โอเคဒီနေ့ကင်မရာလေးလို့ lighting လေးလို့ ready မင်းသားဘောင်းဆုံးခန်းစရင်မယ်ဒီရဲ့တုတ်ဆောင်ဆွမ်းရင်မယ်ကိုကျူစာပါမကဲခတ်မယ်နော်ဒီနေ့နော် okay readyစမယ်โอเคမင်းသားဒီမှာရှေ့ကလမ်းလျှောက်မယ် ကဲ့ စက်သမားတွေတော့ဒီမှာလေမင်းကွာရေတောက်နေတယ်ကွာလို့ဟိုမှာပြီးတော့ဟိုပြောင်းပြန်ကြီးကွာဖြိုးတော့ထိုးရမှာကွာတော့မတဲ့မင်းသားမယ်အဲ့ဒါလမ်းလျှောက်မယ်မင်းသားလမ်းလျှောက်တဲ့ကြောက်ကိုရိုက်မယ်နော်ဒါလေးကဒီမှာဒီဘက်ကတယောက်ထိုးလေကွာမင်းတို့ကလည်းဟိုဘက်တက်ဒီဘက်တက်အဲ့လိုထိုးရမှာလာဒီမဲ့ဟိုတော့ camera ready နော်ကဲမင်းသားဖြည်းဖြည်းလေး spray ပြီးတော့လမ်းလျှောက်လာမယ်အဲ့ဒါတော့ဖမ်းမယ်နော်โอเคနော်မ producer ရှိရနော်တော့လို့တော့မလုပ်အောင်အေးဒါလေးအာယုံဆိုင်တခြားလေးရိုက်မယ်နော် ready နော် 5 4 3 2 1 action
ပြီးရှောင်းမယ်ဆွဲပြီးရှောင်းမယ် ဘလို့တွေလောက်နေရတော့ဘလို့တွေလောက်နေရတော့ဒီချတင်လေးမင်းသားကိုအော်အဲ့လိုချောင်းမှာဟုတ်တာ မင်းသားမူးอ่ะမင်းသားဆွဲတော့အဆွဲမင်းသားမို့မင်းသား idea တို့ဒီမျိုးလုံးဝတွေကမကြိုက်သေးဘူးပုံစံမကြိုက်ဘူး တိုက်ပြီးမတိုက်ဘူးမလေးပြန်လောက်နော် ကျဲမင်းသားနော်မပူဇော်ပြောနေနော်မင်းသားဆိုင်မနော်ဆိုင်မမင်းသားကိုမင်းသားနေဦးမင်းသား ready နော်ဒါတင် ready နော် ready နော်မင်းသားโอเคရိုက်မယ်အရှောက်မယ်မင်းသားရှောက်မယ်ဆွဲပြီးရှောက်လာမယ်မင်းသားဆွဲပြီးရှောက်လာမယ် ဟဲ့နေကက်ဘလို့တွေရှောင်းနေရတော့ဒိုက်ကြည့်အောင်ကြည့်ကောင်းလားကြည့်ကောင်းလား ဟေးနော်ဘုရားလေးတခြားလေးတော့ဒါမဲ့ဆွဲပြီးချောင်းအော်မင်းသားရှောက်လာတယ်ပြန်စမယ်နော် ပြန်စမယ်နော်တေချာလေးလုံမယ်နော် ရိုက်မယ်โอเคဒါလေးတော့မယ်နော်မယ်နော်ဘုရားလေးကြည့်တယ်တခြားလေးရိုက်မယ်နော် Okay ready camera lighting ready နော် 5 4 3 2 1 action မဟုတ်သေးဘူးမဟုတ်သေးဘူးလေမာဒိုက်ရဲ့အော်ဘလို့တွေရှောင်းနေလားမသိဘူးဟဲ့ တော့နေရပဲမင်းအဲ့လိုနဲ့မတော့ဆောင်လုံးလို့မရဘူးဒီလေးอ่ะအဲ့လိုမလုပ်ကိုကြည့်တာမင်းမကြိုက်ရင်မင်းနော်ဟေးကောင်းကြည့်ရမယ်နော်ဖိုင်းနေနော်နော်ဒီမဲ့ကင်မရာ မဟုတ်သေးဘူးနော်ဘလို့ကြီးလဲဟင်မင်းသားလည်းဘလို့တွေလုံနေတာတော့ဟောဒီနေ့လာကွာမင်းလည်းပြောကွာဒီမှာလာပြောမလားကွာတော့ဒီမှာလောက်ပြရမင်းပြောရမှာကွာငါလည်းဒီမဲ့မျက်နှာပြရတော့ဟုတ်အောင်လောက်ဒီချာကြည့်ကွာလူလေးနည်းနည်းလေးချောက်ဒီမှာတိုးတာရှိပြီပါဆာလေးနော်ပြလို့ရောက်ပြတော့လို့ဟိုကင်မရာလို့တိုင်းနေ ready လို့ဒီကတော့နော်ဒီငါ့ကိုမျက်နှာပြအောင်နော်ဒီချလို့ကင်မရာနဲ့ရှေ့လို့မယ်ဒီဆိုင်မယ်နော်ဒီမင်းသားဒီချလေးတော့ဆောင်မယ်နော်အမဦးစားမကြည့်နေတော့ဒီလေးချတော့ဆောင်မယ်နော်ဟုတ်ဆောင်မယ်နော်ဆွေးမယ်လမ်းလျှောက်ဘူးဒါလေးဆွေးမယ်ဟုတ်ပြီဒါလေးဆိုစင်ပြေတယ်နော်မောင်လေးစင်ပြေတယ်โอเคတယ်အစင်ပြေတယ်ဒီလောက်ဆိုစင်ပြေတယ်နော်မောင်လေးအေးဟုတ်ပြီ ဒီမှာစင်ပြေလားကင်မရာ စင်ပြေလား ကျွန်တော် record ဖမ်းလိုက် အော်မင်းရဲ့ဘယ်လိုလုပ်နေလဲလုံးလောက်တာကိုငါစိတ်နစ်ပါတယ် အလုပ်ကိုတခြားလုပ်ပါကွာမင်းတို့ကလည်း producer လည်းတင်းနေပြီကွာမင်းသားလည်းကွာဘလို့သုံးဆောင်မှန်းကိုမသိဘူးမင်းသမီးကလည်းကွာလာပြီဆိုပြီးရောက်ကိုမလာသေးရကွာစိတ်လေးတယ် မင်းခန့်ရေ ရဗျာမ ရိုက်တာကြီး ညာ ကဲခုဘလို့တွေဖြစ်သွားပြီတော့ပြော မဟာကျွန်တော်တို့ဒီတကယ်လောက်တော့မှဒီမင်းသားနဲ့ထပ်ပြီးကြိုးစားကြည့်ခြင်းတယ် မဟုတ်ဒီမင်းသားကြီးမကြိုက်ဘူးကွယ်သူတေးဆောင်တာကြီးကလေနည်းနည်းလေးလိုနေတယ်လို့ပဲတစ်ခုခုသိလားမကြိုက်ဘူး ဘလို့ပါမရဲ့ခွင့်ရေးတစ်ခါလောက်တော့ပြေးကြည့်ပါကျွန်တော်ကြိုးစားကြည့်အောင်ပါမလောက်ပါကျွန်တော်အမခံပါနော်ဆက်ကြိုးစားကြည့်အောင်ပါကျွန်တော်နော်ကြိုးစားကြည့်အောင် ကောင်းပြီလေအဲ့ဆိုလဲမင်းသားကိုအခုမားကအရှင်ခန်းလေးတစ်ခန်းကိုမှကြည့်ကျင်တယ်အဲ့ခန်းလေးရိုက်ကြည့် ရပြီမစင်ပြေတော့ကင်မရာ lighting action and ready နော် ready okay မင်းသားလေကွာဝစားလေးသွားတယ်ကြားတာဩလာညီလာဒီကိုလာပြီနော်လာမင်းတို့ကကြားတာကွာဝစားနေအောင်လာဒီမဲ့အခုရိုက်မယ်စင်ကမင်းသားဒီပတ်စံရင်ကိုတွဲမယ်တွဲပြီးဒီမှာလမ်းလေးလျှောက်လာမယ်ညမင်းတို့ကလေဒီလက်တင်နေဖဲမလို့အတင်းမလို့တို့ကလည်းခုဒီခန်းမှာလူချမ်းတုပ်ဆောင်အောင်ပါနော်ဒီခန်းမှာမင်းသားကိုစီကပတ်စံလူမယ်မင်းသားကိုထိုးမယ်နော်တီးအောင်ထိုးမယ်နော်ရော့ပတ်စံလွယ်မယ်မင်းသားဒီမဲ့ဒီဘက်ကထွက်လာမယ်နော် ready camera ready တခြားလုံးမယ်နော် တခြားလေးစူးစမ်းမယ်နော်စူးစမ်းမယ်ဒီမဲ့မင်းတို့ဒီလိုနေကဒီဘက်ကထွက်လာမယ်မင်းသားတော့လာရှောက်လာ camera ready camera ဘက်ကရိုက်လေ camera ဘာထွက်မယ်မင်းသားဘက်ကနေပြီးလာရှောက်လာမယ်နော်ဘာမှမလုပ်နဲ့ဖြတ်လူမယ်နော် okay နော် camera ready ချင်တာ camera ready ချင်တာ
camera ready 你那你有 camera ready ready 明娜 ready 明娜 ready 明娜拿手明娜拿手别拿过走别拿过走别拿过走 ready camera ready camera ready ready camera 哎他们喏 5 4 3 2 1 action 好了没跳了没ဝင်မယ်ထိုးမယ်အာကဲဘယ်လိုပြင်းမှုကွာပြန်ရအောင်တိတ်မကြိုက်ဘူးโอเคမင်းသားတက်ကြိုးတော့တော့ခေါ်လာနော်တက်ကြိုးတော့မင်းသားကမဆိုင်မယ်နော်လေအကောင်းဆုံးသုံးဆောင်ရပြီ ready 5 4 3 2 1 action get မလုပ်ပါနဲ့ကွာအရှင်ဘလို့ရိုက်နေတာတော့ကွာစင်မပြေဘူးကွာမလုပ်ပါ ကဲဘလို့တွေရိုက်နေကြရလဲစင်မပြေနေဘူးနော်ဟဲ့ဒီမင်းသားနဲ့တော့မရိုက်ချင်တော့ဘူးသိလားရိုက်ချင်တော့ဘူးမကတော့မလုပ်ချင်တော့ဘူးနော်သိလားတကယ်တစ်ခါလည်းမဟုတ်တော့ဘူးနှစ်ခါလည်းမဟုတ်တော့ဘူးဟဲ့ကြည့်အောင်အချိန်နဲ့လဲကုန်တယ်အခုကလူတွေလဲကုန်ပင်ပန်းတယ်သိလားနော်အဲ့တော့ကြတော့မဒီမင်းသားမတုံးချင်ဘူးကွယ်ဒီမောင်လေးတွေတုံးလို့ရလားစမ်းတုံးကြည့်ပါလားမောင်လေး ရတယ်မအစင်ပြေဥပဒေတော့စောင့်ကြည့်နော်စောင့်အောင်လေးမစမ်းပြေတောင်းကြည့် ဟုတ်ပြီ အစင်ပြေတော့မှာနော် စင်ပြေတယ်အဲ့ဆိုသူတို့ကိုစမ်းပြီးတော့မှဇလန်းထဲမှာထည့်တုံးကြည့်မယ် ရတယ်မအစင်ပြေ ဟုတ်ပြီနော် မစိတ်ကြိုက်နော်ရတယ်အစင်ပြေနော် ဟုတ်ကဲ့နည်းနည်းတော့ကြတာလေတောင်းပါပါ အဲ့ဆိုမမင်းသမီးနဲ့ရောက်ပြီဆိုကျွန်တော်ရိုက်ခွင်းလေးစလိုက်ရအောင်နော်လို့စဖွဲ့လို့မြင်အဲ့လိုရိုက်အောင်မင်းသမီးရောက်ပြီနော်လို့မင်းသားအမမင်းသားတို့နဲ့ရိုက်မှာနော် လေမင်းသားဒီကောင်းနေတယ် โอเคကျွန်တော်စီစဉ်မယ်အစင်းမြောင်းစီစဉ်မယ်မအစင်းမြောင်းစီစဉ်မယ်ကဲမင်းသမီးရိုက်အောင်နော်2 1 action ဟဲ့အမလေးကက်အော်အဲ့လိုမဟုတ်ဘူးလေပြန်ဆုပ်ခဏလေးလက်ချင်းချိတ်အော်လက်ချိတ်လေးအဲ့လိုလေးအေးဟုတ်ပြီအဲ့လိုလေးလုပ်မယ်နော်ဟုတ်ပြီနော်ရပြီလား ready ဖြစ်ပြီနော်ပြန်ရိုက်ကင်မရာမန်ပြန်ရိုက်မယ်နော် okay 1 2 3 4 action โอเคဖြစ်ရမယ်မင်းသမီးကလည်းကက်နားလေးကဲနောက်ပြန်ရိုက်မယ်နော်ပြန်လျှောက်တာလေးပြန်ရိုက်မယ်နော်ဟုတ်ပြီလားနော်5 4 3 2 1 action ရပြီရှောက်လာမယ်ဟုတ်ပြီတယောက်နဲ့တယောက်လေးစကားလေးပြော ခဏလေးတော့ဒီစီဖုန်းလေးလာလို့ခဏတော့ပြောလိုက်အောင် မင်းခံပဲသွားနေလေဟေးဒရိုက်တာကြီးပဲသွားနေလေ အမကျွန်တော်ခေါ်တယ်ဆိုလို့ အေးဟုတ်တယ်မင်းခံလားဒရိုက်တာကြီးမင်းသားလည်းစစ်မပြေနေဘူးနော်မင်းသမီးလည်းစစ်မပြေနေဘူးအဲ့တော့အဲ့မင်းသားကမရိုက်ချင်တော့ဘူးနော်မင်းသားကမရိုက်ချင်တော့အဲ့တော့အမားကဒီမောင်လေးနဲ့ရိုက်ချင်တယ်ပြီးတော့မင်းသမီးနေရာမှာမာပဲရိုက်လိုက်တော့မယ်လေဘယ်လိုလဲစင်ပြေမလား စင်ပြေမစင်ပြေโอเค okay ဆွဲမယ်ဆွဲမယ် အဲ့လိုပါလိုက်ကြကြီး ဆွဲမယ် โอเค ready camera ready lighting ready 2 1 action စမယ် ။မောင်လေးမအောင်လေးဓာတ်ပုံလေးရိုက်ပြပါလား။ရိုက်ပြီနော်။တက်လာလေးရိုက်ပြီနော်။ကြပါအောင်။လာအောင်။အောင်လေးရိုက်ပြီအောင်မအောင်။ရိုက်ပြီအောင်နော်။ရိုက်ပြီ။တက်လာလေးရိုက်ပြီနော်။မလာဘူးတော်ပြီရိုင်းနေတော့တော်ပြီ 5 4 3 2 1 action ဒါတော့ဥပိန်တရားပေါ့နော်လေးပါလေးစီးမယ်ဆိုလဲစီးလို့ရတယ် သူစနေတော့ကောင်းရင်ရပြား အေးဟုတ်တယ်ရေးရ
အေးရရလားမောင်လေး ချက်လောက်ကြည့်ကြည့်ပါဦးမ ကြည့်မယ်စင်မပြေဘူးတော့ ပြေဦးလား စင်မပြေဘူးလို့နာဟဲ့နင်တို့ကဘယ်လိုတွေရှောင်းတာလဲ နောက်တစ်ခါ ပြန်ရိုက်မယ်နောက်တစ်ခါနော်အေးနောက်တစ်ခါပြန်ရိုက်မယ် ရရမှာ လာမောင်လေး 5 4 3 2 1 action စားမယ် ဒါကလေဒီလားရင်းလုံးဆိုဒီနားမှာနေကြခင်းကြီးရှိရဒီလား ကဲဒါပြီချက်လောက်ကြည့်အောင်မယ်မ ကြည့်မယ်အဲဒါလေးကတော့မစိုးဘူးလေစင်ပြေတယ်နော်စင်ပြေတယ်အဲ့ဆိုရင်သူတို့နဲ့ပြီးသွားပြီဆိုတော့ဒီမောင်လေးနဲ့အစင်းလောက်ရိုက်ချင်တယ် ဟုတ်ပါရဲ့စားလေးမှာ5 4 3 2 1 action စားမယ်ကဲချက်လောက်ကြည့်ကြည့်မယ်မ ပြောင်းဟာလာသေးဘူးဘလူတွေရိုက်ရမယ်ပြန်ရိုက်ကြိုက်တယ်ဦးနောက်တစ်စင်းဟဲ့5 4 3 2 1 action ကဲရပြီဒီမယ်ဒီတိုင်းလေးပဲလမ်းလေးရှောက်ပြီးတော့မှာ ဟောလေးပြေးဆောင်မယ်5 4 3 2 1 action စားမယ်ပြေးဆောင်ဟိုင်လေးဟောလေးကဲတက်လာကြည့်ကြည့်ပါ ကြပြီအဲ့ဒီရောက်နေရအောင် ဟုတ်ကဲ့ဗျာ လေယာကျုပ်ဆောင်လောကဆိုတာဒီလိုပဲကွာအခက်ခဲဆိုတာတော့ရှိမှာပဲမင်းဒီလိုလဲကြလိုက်တာမင်းပြန်ထားဖို့မင်းခက်ခဲနေမှာဆိုဒီလေယာမင်းတို့ချင်းနဲ့ပန်းနိုင်ဘယ်ရောက်မှာလဲစူးစမ်းသားမှကြီးလေယာမပြောမယ် ဟုတ်ကဲ့ မင်းမဘယ်တင်းတန်းနေရှိလဲအကိုအသုံးခွေတစ်ခေါက်လောက်ဒီလေးကိုပေးမယ် ဟုတ်ကဲ့ကျွန်တော်မှာချင်းဆိုရတဲ့တဲ့လို့ရှိရ အေးကွာငါ producer ဟိုငါတစ်ချက်ပြောကြည့်ပေးမယ်အဲ့ဆိုရင်တော့မင်းပိုင်နေမင်းရဲ့တင်းတန်းကိုအကောင်းဆုံးလေးမင်းချပြလိုက်နော်အဲ့ဆိုရင်မင်းအကိုနဲ့လိုက်ခဲ့လာ ဟုတ်ကဲ့ နော်ငါညီလာမင်းလာအမကျွန်တော်မင်းသားကိုလေတကယ်တော့မှထပ်ပြီးသုံးကြည့်ပါအောင်ကျွန်တော်မင်းသားသူ့တာအစွမ်းကုန်မှရဲ့သူစူးစမ်းမှာပါတော့မှချက်တော့မှသုံးပေးပါအောင်တကယ်တော့နော်စူးစမ်းပေးပါသူစူးစမ်းမယ်တဲ့မ အမှန်အဲ့ဆိုလဲမတို့နောက်ထပ်ပြီးတော့မှထက်ရိုက်ကြတာပေါ့နော်โอเคနော်စူးစမ်းမယ်နော်โอเค ခင်နော်နေကြလားဒီဒီလာပေါ်မှာဒီကပြန်ကဝင်းလားနာရူကိုရှောင်းကပုံမဲချင်နာရီတော့ပါရင်ဘယ်ကိုသွားမလဲအနေတွေကိုရင်ဆိုင်လာတော့ဆိုလို့မမောင်လာခေါ်ရင်မမောင်ခေါ်ရလိုက်ခဲမမကမောင်ခေါ်ရှင်လိုက်မကမမကမမောင်လာခေါ်ရှင်โอเคဒါ โอเคစင်ပြေတယ်နော် โอเคပါခင်ဗျ စင်ပြေဒါလေးစင်ပြေနော် ဒါလေးရရော အဲ့ဒါလေးလာတယ်အဲ့ဒါလေးမစိုးဘူးလာတယ်အဲ့ဒါကြီးတိတ်မကြိုက်ဘူးဖြတ်လိုက်တော့ ဒါလေးခက်လိုက် ဖြတ်လိုက်အဲ့လေးဖြတ်လိုက်နော်အဲ့မလာဘူး ဒီနောက်တော့ပါ နောက်တစ်ပုံအဲ့ဒါလေးလာတယ်အဲ့ရှုခင်းလေးတော်တော်လာတယ်နော် view လေးတော်တော်လာတယ်အဲ့လေးအေးစင်ပြေတယ်အဲ့လေးဖြတ်လိုက်တော့အဲ့ဒါကြီးလေမကြိုက်ဘူး ဘုရားကျွန်တော်တို့ဘယ်ခန်းဆက်ရမလဲ တကယ်ဆက်ရမလဲဆိုတော့အမပြောရမှာတော့အားရနာပါတယ်အေးအမကလေးဒီလားဒီမောင်လေးတွေကိုမတုံးချင်တော့ဘူးဒီလားမောင်လေးဒီ
ဒီမလေးမင်းသားတစ်လည်းရပြီသူလည်းအမရိုက်တော့ပါ ရပါဘူးတော့အများကြီးကြာဒီမှာကြိုက်လာတယ် မရောက်ဆိုတာမရှိဘူးလေဒီလားမာကြီးက producer ပဲ producer မာကြီးဆိုပဲလေအဲ့တော့ကြတော့မာကြီးလှုပ်ချင်တာမာကြီးလုံးလို့ရတယ်